တိတာများလို့လေဖျားခေါ်တဲ့ calling တွေကိုသင်မရောက်လာတာအများကြီးရှိတယ်။ဒါကြောင့်ဘုရားသခင်ကသူ့တမန်တရားကိုသိစေချင်တယ်။ဒါကြောင့်ငါလူတို့ဒီပညာနည်းသောကြောင့် for the lack of knowledge တဲ့ knowledge နည်းသောကြောင့်တဲ့ဆုံးရှုံးကြတယ်။လူတစ်ယောက်ကဆင်းရဲတာဆရာကြီးယူဘတ်အင်ဂျီကဘာပြောလဲဆိုရင်လူတစ်ယောက်ဆင်းရဲတာ poverty is not the lack of money တဲ့ poverty is lack of imagination lack of imagination ဆိုတာဘာလဲ lack of knowledge ပဲသင်ဟာဘာလို့မမြင်တာလဲသင်မသိလို့ဖြစ်တယ်သင်သိရင်သင်မြင်ပြီဖြစ်တယ်ဘာလို့သင်ထဲမှာပုံဖော်လို့မရတာလဲဘာလို့မြင်အောင်လို့မရတာလဲအဲ့ဒီ knowledge ကကျွန်တော်တို့ထဲမှာမရှိလို့ဖြစ်တယ်အာမင်ဒီမှာရှေ့သူတွေကျွန်တော်သင်ကို imagination နဲ့ပတ်သက်ပြီးတော့သင်တို့ရဲ့အဖိုးရဲ့ကျွန်တော်သင်ကိုမြင်အောင်ခိုင်းမယ်အာဗြဟံအဖေကိုမြင်အောင်ကြည့်သင်အာဗြဟံအဖေကိုဘယ်လိုမြင်အောင်လဲအာဗြဟံအဖေကိုသင်မသိတော့သင်ဘယ်လိုမြင်အောင်လဲကြည့်လူတစ်ယောက်က lack of imagination ဖြစ်တာ lack of knowledge ကြောင့်ဖြစ်တယ်ကြည့်သင်ကိုသင်မြင်အောင်ပါလို့ပြောတဲ့အခါသင်ဘယ်လိုမြင်အောင်မှမသိဘူးဘာလို့ဆို lack of knowledge ဖြစ်နေရင် lack of imagination ဖြစ်နေမှာအဲ့တော့ lack of imagination ကိုအောင်မြင်အောင်ဘယ်လိုလုပ်မလဲ lack of knowledge ကိုအောင်မြင်အောင်လုပ်ရမယ် lack of knowledge ကိုအောင်မြင်အောင်လုပ်ရမယ်။ကြောင့်ကျွန်တော်နဲ့အတူအေဖတ်ဩဝါဒစာအခန်းကြီး3အခန်းငယ်4ကိုကြည့်ကြည့်အောင်အေဖတ်3ငယ်4မှာထိုစကားကိုဖတ်ယူရင်ခရစ်တော်ရဲ့အရာ၌နတ်ခရစ်တော်ဤနတ်နေသောအရာ၌ငါလေ့ကျက်သည်ကိုသင်တို့သိရကြမည်တဲ့။ဘာလို့လဲထိုစကားကိုဖတ်ယူရင်ခရစ်တော်ရဲ့နတ်နေသောအရာတဲ့။ကျွန်တော်အင်္ဂလိပ်လိုပြပေးပါ။ When you read ကျမ်းစာပြောတယ် when you read you may understand my knowledge တဲ့။ Hallelujah ဒါမှမဟုတ်ရှင်ပေါလုကဘာကိုပြောနေလဲ you may understand Holy Spirit knowledge လို့မပြော you may understand my knowledge တဲ့ my knowledge in the mystery of Christ ခရစ်တော်နဲ့ပတ်သက်တဲ့ mystery တွေခရစ်တော်နဲ့ပတ်သက်တဲ့နည်းနည်းချင်းတွေနဲ့ဆိုင်သောငါရဲ့ knowledge ကိုသင်တို့ကနားလည်ကြလိမ့်မယ်တဲ့။အဲကြောင့်လူတစ်ယောက်ကဘု து စာအုပ်ဖတ်လဲအရင်အရေးကြီးတယ်။လူတစ်ယောက်ကကိုယ့်ကိုသင်ပေးတဲ့ဆရာဘယ်သူလဲဆိုတာအရင်အရေးကြီးတယ်။ teacher ဘယ်သူလဲအရေးကြီးတယ်။ mentor ဘယ်သူလဲအရေးကြီးတယ်။ကျွန်တော်တို့ရဲ့ coach ကဘယ်သူလဲအရင်အရေးကြီးတယ်။ကျွန်တော်တို့ရဲ့ knowledge တွေကကျွန်တော်တို့ရဲ့ imagination ဖြစ်လာတယ်။အဲ့တော့ imagination ဖြစ်ဖို့ကကျွန်တော်တို့မှာ knowledge ရှိဖို့လိုတယ်။ knowledge ကလည်းဘယ်ကလာလဲဆိုတော့ you may understand my knowledge တဲ့။အဲ့တော့ knowledge ကလည်းကျွန်တော်တို့ရဲ့ coach ကဘယ်သူလဲကျွန်တော်တို့ရဲ့ teacher ဘယ်သူလဲကျွန်တော်တို့ရဲ့ mentor ကဘယ်သူလဲနဲ့အရန်ဆိုင်တယ် mentor ကသင် mentor ကိုကျွန်တော်ပြမယ်ကျွန်တော်ဒေသနာကျမ်းအခန်းကြီး9အငယ်15ကိုကြည့်ပေးပါထိုမျိုး၌စင်းရဲသားပညာရှိတယောက်သည်မိမိပညာအားဖြင့်တဲ့သင်ကိုကယ်တင်၏တဲ့ထိုမျိုးကိုမဖတ်နဲ့တော့သင်ကိုပဲဖတ်လိုက်တော့သို့တော်လည်းတဲ့ထိုစင်းရဲသားကိုဘယ်သူမှမအောင်မေအငယ်16မှာပြောလေငါဆိုဒီကားတဲ့ပညာသည်ခွန်အားထက်သာ၍ကောင်းမြတ်၏သို့တော်လည်းစင်းရဲသောသူရဲ့ပညာကိုမထီမဲ့မြင်ပြုတတ်ကြ၏သူ၏စကားကိုနားမထောင်တတ်ကြရတဲ့ကျမ်းစာကစင်းရဲခြင်းကို support မလုပ်ကျမ်းစာကစင်းရဲခြင်းနဲ့ပတ်သက်ပြီးကျမ်းစာဒီလိုပြောတယ်သုတ်တန်ခန်းကြီး22အငယ်6မှာပြောလဲသုတ်တန်22အငယ်6ပါသူငယ်သွားရလမ်းဝ၌ဆုံးမတော်တယ်တို့ပြုတင်သူသည်အိုသောအခါလမ်းမလွဲပဲလိုက်သွားလိမ့်မယ်ဒါဆိုလမ်းမလွဲရအောင်ဘာကိုဆုံးမရမှာလဲအငယ်9မှာငွေရတတ်သောသူသည်စင်းရဲသောသူကိုအစိုးရ၏ချီးငှားယူသောသူသည်ချီးငှားပေးသောသူ၌ကြုံဖြစ်၏တဲ့ငွေရတတ်တဲ့သူကစင်းရဲတဲ့သူတွေကိုအုပ်စိုးမယ်တဲ့အင်္ဂလိပ်လိုပြပေးပါကျမ်းစာဘာပြောလဲ the rich rule over the poor poor တွေကို rich တွေကထိန်းချုပ်လိုက်ဒီ law ဒီ
universal truth လည်းဖြစ်တယ်လို့တမန်ကျမ်းစာကဝိညာဉ်တော်မှုတ်သွင်းတဲ့တမန်တရားကိုပြောထားတယ်တထေးကဆင်းရဲတဲ့သူကိုထိန်းချုပ်လိုက်မယ်တဲ့ဘလောက်ပဲမင်းမျိုးမင်းတွေအော်တဲ့ဘလောက်ပဲကြွယ်ဝတယ်အော်ငါကြွယ်ဝတော်သူဖြစ်တဲ့အော်မနေ့ကျရင်တင်မထခြင်းတဲ့အချိန်ထရတာပဲတဲ့ကိုတထေးကမနေ့9 နာရီဆိုခေါ်ပြီးဖြစ်တယ်တင်ဘဘလောက်ပဲဟာငါတို့ကအောင်မြင်တော်သူတွေပဲအော်ငါတို့ကဤလောကရဲ့ဘယင်ဖြစ်တယ်ပဲငါတို့ကမြေကြီးပေါ်မှာဘယင်အရာ၌တကောင်ယေဘရဟိအရာ၌တကောင်ပဲအော်ည9 နာရီမထိုးမချင်းမတည့်ရတာပဲဒီမှာဖြစ်တော့လေ rich rules over the poor တဲ့ကျွန်တော်တို့က poor ကိုတိုက်ဖို့လိုတယ် poor ကိုပယ်ဖြတ်ဖို့လိုတယ်ပတ်စံမရှိတဲ့ဘဝကိုတန့်ရှင်းတယ်လို့မတတ်မှတ်ဖို့လိုတယ်ပတ်စံမရှိတဲ့ဘဝကိုဘာမှဖြစ်ပါဘူးကွာလို့စိတ်ထဲမှာမတတ်မှတ်မိဖို့လိုတယ်ဖခင်တင်ကိုကြွယ်ဝဖို့အတွက်အလိုရှိတယ်အဲ့တော့သူငယ်သွားရလမ်းဝကိုစုံမမယ်တဲ့ဒါဆို तू ကအသက်ကြီးတဲ့ကလမ်းမလွဲလိမ့်လမ်းမလွဲပဲသွားလိမ့်အဲ့တော့ဖခင်ကဘေးလမ်းကိုမလွဲစေချင်တာလေချမ်းသာတဲ့ तू ကဆင်းရဲတဲ့ तू ကိုအုပ်စိုးလိမ့်မယ်တဲ့အာမင်အဲ့ဒီမှာရှိသူများကြည့်ကျွန်တော်တို့ရဲ့ knowledge မှန်ဖို့ကကျွန်တော်တို့သင်တဲ့ mentor ကမှန်ဖို့လိုတယ်ကျွန်တော်တို့ကိုသင်တဲ့ mentor ကကျွန်တော်တို့ကိုပတ်စံရှိဖို့မဆုံးမဘူးကျွန်တော်တို့ကိုကြွယ်ဝဖို့မဆုံးမဘူးဆိုရင်လေသင်က prosperity နဲ့ပတ်သက်တဲ့နေနမိတ်မှာသင်နေရမှာမဟုတ်သင်ဘဝမှာပျောက်ဆုံးဝိညာဉ်တွေကယ်တင်ရလိမ့်မယ်သင်လက်တင်အနာရောဂါပျောက်လိမ့်မယ်ဧဝံဂေလိတရားဟောရလိမ့်မယ်ဒါပေမဲ့ပြဿနာပါလေဧဝံဂေလိတရားကိုအလုတ်ပိတ်ရက်တရက်ပဲသွားဟောရလိမ့်မယ်ဒါပေမဲ့သင်ကိုဘုရားကြွယ်ဝစေရင်9 ရက်လုံးဟောရလိမ့်မယ်ဟာလေလုယာမကြွယ်ဝရင်အလုတ်နားတဲ့ရက်တို့အလုတ်နားတဲ့အချိန်တို့ဒါကြောင့်ဘုရားအသင်ကိုဒီနေ့ prosperity နဲ့ပတ်သက်တဲ့ကြွယ်ဝတဲ့ mindset ကိုတည်ဆောက်စေချင်ဒီမှာပါဝင်သူလူတိုင်းရဲ့လက်ထဲကိုဘုရားကြွယ်ဝခြင်းကိုအနံ့ခြင်းစာလံ35 20ခွန်မှာပါပြောလေစာလံ35 20ခွန်မှာမိမိကျွန်တို့ရဲ့ချမ်းသာတိုးပွားခြင်းကိုနှစ်သက်တော်မူသောထာဝရဘုရားတဲ့သူကျွန်တွေရဲ့လက်ထဲမှာကြွယ်ဝခြင်းရှိတာကိုနှစ်သက်တယ်ကျွန်တော်တို့ရဲ့ life မှာဘာကြောင့်မကြွယ်ဝတာလဲဘာကြောင့် prosperity ကကျွန်တော်တို့လက်ထဲမှာမရှိလဲကျွန်တော်တစ်ချိန်ကဥပမာတစ်ခုနဲ့တမန်ကျမ်းစာထဲမှာပါတဲ့အဖြစ်ပြက်တစ်ခုနဲ့ကျွန်တော်နှိုင်းယှဉ်ပြီးပြောပြဘူးလေတဲတော်ထဲမှာရှိတဲ့ဗရိညင်တစ်တာအထဲမှာဘာကြောင့်မာနမုတ်ထဲတဲ့အိုးနဲ့ဘာကြောင့်အာယုံရဲ့လှံကပျောက်ပြီးတော့ပြည့်ညက်တော်10ပါးပဲဘာကြောင့်ကြံတာလဲအာယုံရဲ့လှံကတကူတော်ကိုပုံဆောင်တယ် Holy Spirit baptism ကိုပုံဆောင်တယ် miracle ကိုပုံဆောင်တယ် miracle anointing ကိုပုံဆောင်တယ်မာနမုတ်ထဲတဲ့အိုးက prosperity ကိုပုံဆောင်တယ်အဲ့တော့ဗရိညင်တစ်တာထဲမှာမာနမုတ်ဆိုတာဖခင်ရဲ့ထောက်ပံ့ခြင်းဖြစ်တယ်ဖခင်ရဲ့ provision ဖြစ်တယ်ဖခင်က Israel တွေကိုတောထဲမှာနှစ်40မာနမုတ်နဲ့ထောက်ပံ့ခဲ့တယ်အဲ့တော့ဖခင်ရဲ့ prosperity နဲ့ power ကပျောက်နေပြီးတော့ဖခင်ရဲ့ word of God ပဲကြံခဲ့ဒီနေ့အသင်းတော်မှာက prosperity နဲ့ power ပျောက်ပြီးတော့နှုတ်ကပတ်တော်ပဲကြံခဲ့အသင်းတော်မှာတရားဟောချက်ပဲကြံခဲ့တယ်ပြည့်ညက်တော်ပဲကြံခဲ့တယ်ဆုံးမဩဝါဒပဲကြံခဲ့တယ်ပြည့်ညက်တွေပဲကြံခဲ့ပြီးတော့ဘာကြောင့်မာနမုတ်ကပျောက်သွားလဲဘာကြောင့်အာယုံရဲ့လှံပျောက်သွားလဲဒါကျွန်တော်ရှင်းပြတယ်အတန်ရှင်းဆုံးဌာနတွေကိုအခြားလူဝင်လို့မရဝင်လို့ရတာယေဘရဟိတယောက်ပဲရှိတယ်ယေဘရဟိမင်းကပဲအတန်ရှင်းဆုံးဌာနကိုဝင်ခွင့်ရှိတယ်အဲ့တော့ပျောက်မဲ့ပျောက်အခြားလူဆွဆွဲလို့မရအခြားလူကလာလို့မရလာလို့ရတဲ့တော့ယေဘရဟိမင်းမှာပဲရှိတယ်အဲ့တော့ဘာဖြစ်လို့လဲဒီနှစ်ခုပျောက်နေတာလက်ချက်ကတယောက်ပဲရှိတယ်အဲ့ဒါယေဘရဟိမင်းဖြစ်တယ်ယေဘရဟိမင်းကသူ့အကုန်မသွားပြီးတော့ကျန်တဲ့သူကိုပေးမစားတော့ကျန်တဲ့သူကိုပြည့်ညတ်တော်10ပါးပဲမိတ်ဆက်တယ်ကျန်တဲ့နှစ်ခုမိတ်မဆက်တော့ဒါကြောင့် Christianity ဒီယုံကြည်သူတယောက်ဖျားသားသမီးတယောက်ရဲ့ကြွယ်ဝခြင်းနဲ့ဆိုင်တဲ့တာဝန်ကဘယ်သူမှတာဝန်ရှိလဲဆိုတော့ယေဘရဟိမှာတာဝန်ရှိတယ်သင်ပေးတဲ့ mentor မှာတာဝန်ရှိတယ် coach မှာတာဝန်ရှိတယ်ဝိညာဉ်ခေါင်းဆောင်မှာတာဝန်ရှိတယ်ဒါဆိုရင်
တဲ့ဝိညာဉ်ခေါင်းဆောင်အပြစ်တင်မှုမဟုတ်ဘူးတဲ့မှန်ကန်တဲ့ခေါင်းဆောင်ရွေးတတ်ဖို့လိုတယ်မှန်ကန်တဲ့မန်ထောင်ရွေးတတ်ဖို့လိုတယ်ပညာရှိတော့ပညာရှိပဲကိုယ့်ဟာနဲ့ကိုယ်တော်မှ financial breakthrough မရအောင်ပညာရှိစင်ရတာကျွန်တော်လူတစ်ယောက်က financial ငွေကြေးနဲ့ပတ်သက်တဲ့အောင်မြင်မှုမရတာ poverty mindset ဖြစ်တာက for the lack of knowledge my people are destroyed for the lack of knowledge ငါလူတွေကပျက်စီးကြတယ်ငါလူတွေကဆင်းရဲကြတယ်ငါလူတွေကဆုံးရှုံးကြတယ်ဘာကြောင့်လဲဆိုတော့ poverty is not the lack of money poverty is lack of imagination သင်ဟာမမြင်နိုင်တာဖြစ်တယ်မြင်အောင်လို့မရ imagine လုပ်လို့မရဘာကြောင့်လဲဆိုတော့သင်ဟာ knowledge မရှိလို့ဘာကြောင့် knowledge မရှိလဲပေါလုကတော့ဒီလိုပြောပြီးထိုစာကိုဖတ်ရွတ်ရင်အေဖတ်ခန်းကြီး3အငယ်4ကိုပြန်ကြည့်အောင်ထိုစာကိုဖတ်ရွတ်ရင်ခရစ်တော်ဤနက်နဲသောအရာမှာတဲ့ငါလေ့ကျက်သည်ကိုသင်တို့သိရမယ်ငါလေ့ကျက်တယ်ဒါပေမဲ့ငါရဲ့ knowledge ကိုမင်းတို့သိရလိမ့်မယ်ငါ knowledge ကိုမင်းတို့နားလည်လိမ့်မယ်ဘာ knowledge လဲ mystery of Christ ခရစ်တော်နဲ့ဆိုင်တဲ့ mystery တွေကိုငါဘလောက်သိတယ်လဲဆိုတာအဲ့တော့သင်တို့ဟာဘလောက် financial နဲ့ပတ်သက်တဲ့ mystery တွေ prosperity နဲ့ပတ်သက်တဲ့ mystery တွေ financial နဲ့ပတ်သက်တဲ့ dominion တွေခါလီတင်စဉ်းစားတယ်ငါစက္ကတ်တာလဲကြာပြီငါအမှုတော်လဲစောင်းတယ်ငါဖျားကိုလဲချစ်တယ်ဒါပေမဲ့တခုခုတော့ငါချော်နေတယ်ငါတခုခုတော့ငါချော်နေတယ်အဲ့ဒါကဘလို့ဖြစ်လို့ငွေကြေး breakthrough ငါမရတာသင်အသင်ခံတဲ့သင်ကိုမန်ထော်လုပ်တဲ့သင်ပေးတဲ့ knowledge ကအရင်အရေးကြီးတယ်ပေါလုကဒီစာကိုဖတ်ရင်ဘယ်တော့ငါ knowledge ကိုတွေ့ရလိမ့်တဲ့ပြီဒီ knowledge တွေ့ဖို့တခြားနားထောင်လို့မရဒီ knowledge တွေ့ဖို့တခြားဖတ်လို့မရဖတ်တာမှန်ဖို့လိုတယ်နားထောင်တာမှန်ဖို့လိုတယ်အဲ့တော့သင်ရဲ့ mindset တွေမှန်ဖို့သင်ရဲ့အတွေးအခေါ်တွေအမြင်တွေမှန်ဖို့ကသင်ကိုဘယ်သူသင်ပေးသလဲအရင်အရေးကြီးတယ်သင်ကိုဘာတွေသင်ပေးသလဲအရင်အရေးကြီးတယ်ဟာလေလုယာကျွန်တော်ဒီမှာပါသူများအားလုံးကျွန်တော်တို့ရဲ့ knowledge ကကျွန်တော်တို့ကိုဘယ်သူ teach လုပ်တယ်လဲအာမင်ဟာလေလုယာသင်နေ့တိုင်းစားနေတဲ့အစာအရင်အရေးကြီးတယ်ဒါကြောင့် maintain လုပ်ပါသင်ခံယူတဲ့ knowledge နဲ့ပတ်သက်ပြီး maintain လုပ်ပါသင်အလွန်ကြွယ်ဝကြဒီအလွန်ကြွယ်ဝခြင်းကိုစက်ကျင်တဲ့ knowledge တွေကိုလက်ခံလို့မရကျွန်တော်တို့ရဲ့ imagination ထဲမှာဝင်လာလို့မရဘာလို့နေနိုင်စင်းရဲသွားလဲအဲ့တော့ကြွယ်ဝခြင်းနဲ့ဆိုရင်ကျွန်တော်တို့ခံယူတဲ့ knowledge maintain လုပ်ရမယ် hallelujah praise the lord ကျွန်တော်ဒီမှာရှိတဲ့သူငယ်တွေ amen ဒီမှာသူငယ်တွေရှိရလားမသိ hallelujah ဒီမှာရှိသူငယ်သွားရလမ်းဝမှာကျွန်တော်ဆုံးပါတယ်လမ်းဝမှာအချို့ဆိုလမ်းတော့တောင်ရောက်နေပြီလမ်းဝမဟုတ်တော့ဟိုလမ်းတော့မဟုတ်လမ်းဆုံးနေပြီအဲ့တော့ဆုံးနေတဲ့အဝမှာပါတဲ့ကိုကျွန်တော်ဆုံးပါတယ် hallelujah ငွေရတတ်တော်သူကဆင်းရဲတော်သူအစိုးရတယ်အာမင်ငွေရတတ်တော်သူဒီဆင်းရဲတော်သူအစိုးရအဲကြောင့်တရားငွေရှိတဲ့သူဖြစ်လာမယ်တရားငွေရှိတဲ့သူဖြစ်လာမယ်ယေရှုခရစ်တော်နာမနဲ့ကျွန်တော်ကောင်းချီးပေးတယ်တရားငွေကြေးမှာကျွယ်ဝမယ်ငွေကြေးမှာစိုးစမ်းမယ်ငွေကြေးမှာအောင်မြင်မယ်တရားပညာရှိဆင်းရဲသားမဖြစ်ဘူးသင်ဟာကျွယ်ဝတဲ့ပညာရှိပဲဖြစ်မယ်ကျွယ်ဝတဲ့ပညာရှိ praise the lord amen hallelujah ပြောငါကျွယ်ဝတဲ့ပညာရှိပဲလုပ်မယ် amen hallelujah praise the lord thank you jesus အဲ့တော့တမန်ကျမ်းစာကကျွန်တော်တို့ကိုဒီနေ့ prosperity နဲ့ပတ်သက်ပြီးတော့ကျွန်တော်သင်ကိုသင်သိရမယ့် revelation ကိုကျွန်တော်ဒီနေ့မှာ financial နဲ့ပတ်သက်တဲ့ dominion ဖြစ်ဖို့ကျွန်တော်တို့ပြင်ရမယ့် renew လုပ်ရမယ့်ကျွန်တော်တို့ရဲ့ mindset ကျွန်တော်သင်ကိုတမန်ကျမ်းစာမှာဂလာတိအခန်းကြီး3အခန်းငယ်29မှာဗာပြောလဲဆိုရင်အငယ်18ကိုအရင်ကြည့်အောင်ဂလာတိ3အငယ်18
ဒီမှာဘာပြောလဲဆိုတော့ဖျားသခင်ဒီဂရိတော်အားဖြင့်အာဗြဟံအားထို့အမွေကိုပေးသနာတော်မူ၏ဆက်သွားပြီပါကျွန်တော်ဆက်ပြီးတော့ကြော်ပေးပါโอเคဆက်သွားပြီပါငယ်21ညာဆက်သွားပြီပါโอเคခဏလေးကျွန်တော်ဂလာတိအခန်းကြီး3အခန်းငယ်14ကိုကြည့်ပေးပါဂလာတိ3:14မှာပြောလဲဆိုအာဗြဟံခံရတဲ့ကောင်းကြီးမင်္ဂလာယေရှုအားဖြင့်တပါးမျိုးသားပေါ်တက်ရောက်တယ်ဟာလေလုယာအာမင်ဒါ foundation ဖြစ်တယ်တဲ့တပါးမျိုးသားဖြစ်တယ်ပြောငါတပါးမျိုးသားဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်အားဖြင့်တပါးမျိုးသားပေါ်တက်ရောက်ပြီအခန်းကြီး3အငယ်29ကိုကြည့်ပေးပါယေရှုခရစ်တော်နဲ့ဆက်ဆိုင်အာဗြဟံရဲ့အမျိုးအနွယ်ဖြစ်၍ဂရိတော်အတိုင်းအမွေခံဤအရာ၌တည်ကြ၏ဒါ foundation ဖြစ်တယ် prosperity ရဲ့ foundation ဒီဘောင်ကိုသင်ကြော်ပြီးတော့သင်စဉ်းစားရင်သင်ချော်သွားလိမ့်မယ်ကျွန်တော်တို့ရဲ့ prosperity နဲ့ပတ်သက်တဲ့အတွေးပေါ်လောကသားတွေသင်ယူသလိုသင်ယူစရာမလိုလောကသားတွေစဉ်းစားသလိုလည်းစဉ်းစားစရာမလိုဆိုကျွန်တော်တို့ကမတူဘူးဖြစ်တယ်ဘာကြောင့်လဲအာဗြဟံခံရတဲ့ကောင်းကြီးမင်္ဂလာယေရှုခရစ်အားဖြင့်တပါးမျိုးသားပေါ်တက်ရောက်သွားပြီအခုယေရှုနဲ့ဆက်ဆိုင်အာဗြဟံရဲ့အမျိုးအနွယ်ဖြစ်တယ် we are the seed of Abraham ဖြစ်တယ်အဲ့တော့အာဗြဟံရဲ့အနွယ်ကဘာဖြစ်မလဲဂရိတော်အတိုင်းပဲအမွေခံဤအရာ၌တည်ကြ၏တဲ့အမွေရှိတယ်အဲ့တော့ဒီအမွေဟာ Holy Spirit မဟုတ်ဘူးဒီအမွေဟာ Holy Spirit မဟုတ်ဘူးအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာ Holy Spirit မဟုတ်ဘူးကျွန်တော်တို့အားလုံးသိတယ်အာဗြဟံရဲ့ blessing က financial dominion blessing အဲ့တော့အာဗြဟံရဲ့ financial dominion blessing ကိုကျွန်တော်ဖတ်စီခြင်းနဲ့ကပ္ပဦးကျမ်း20နဲ့ကပ္ပဦးကျမ်းခန်းကြီး7ကိုအရင်ကြည့်အောင်အာဗြဟံရဲ့ blessing ကိုသင်ကြည့်အောင်အာဗြဟံကိုဘုရားဘယ်လိုကောင်းကြီးပေးလဲအငယ်1ပါအငယ်2ကိုပြောင်းမယ် sorry အငယ်2ပါငါဒီတင့်ကိုလူမျိုးကြီးဖြစ်စေဒါအာဗြဟံရဲ့ကောင်းကြီးဖြစ်တယ်ဒီနေ့ကျွန်တော်စဉ်းစားကြည့်တရား Christian ဖြစ်တယ်တင်စတွေးကြရတဲ့အမွေကိုတင်ဘယ်လိုတွေးလဲဖျားခင်ငါ့ကိုအိုးတောမနေနေမြို့မနေနေဖျားလူတိုင်းကိုသုံးတယ်တရားဘာလို့တင်မြို့ကိုမမြင်တာလဲဘာလို့တင်ဟာလမ်းကြားလေးတေးလေးကိုတွေးတာဘာလို့တင်ဟာလမ်းကြိုလမ်းကြားလေးကိုပဲဖျားသုံးမယ်လို့တင်မြင်တာလဲဘာလို့တင်လူ10ယောက်ကိုပဲဖျားသုံးမယ်လို့မြင်တာလဲဘာကြောင့်တင်ဟာ1 million ကိုမမြင်တာလဲဘာကြောင့်တင်ဟာ1 billion soul ကိုတင်မမြင်တာလဲတင်ဟာ5 billion soul winning တင်လုပ်နိုင်အာမင်ဒါပေမဲ့ကျွန်တော်တို့ကိုကျွန်တော်မြင်တာအရန်သေးလို့နေအဲ့တော့ကျမ်းစာဒီလိုပြောတယ်တင်းကိုလူမျိုးကြီးဖြစ်စေငါကောင်းကြီးပေး၍တင်းနာမကိုကြီးမြတ်စေဒီမှာရှိတဲ့မိတ်ဆွေများတင်းအမှုတော်ဆောင်ပါစေစီးပွားရေးလုပ်ပါစေဖခင်ဒီလိုပြောတယ်ငါတင်း brand ကိုတင်းငယ်စေမယ်မပြောဟိုးငါတို့ကနာမည်ကြီးဖို့မဟုတ်ဘူးယေရှုနာမည်ပဲကြီးဖို့ဒါဆိုတင်းဆိုင်နာမည်ကို Jesus လို့ပေးရမယ် Jesus လို့တင်ပေးရမှာဖခင်တင်းနာမကိုကြီးမြတ်စေငါနာမလို့မပြောဖခင်တင်းနာမကိုငါကြီးမြတ်စေမယ်တင်းနာမကိုငါကြီးမြတ်စေမယ်အာမင်ဟာလေလုယာသင်ဒီကောင်းကြီးခံရတော်သူဖြစ်လိမ့်မယ်သင်ဟာကောင်းကြီးခံရတော်သူဖြစ်လိမ့်မယ်ဒီတဲ့အာဗြဟံရဲ့ကောင်းကြီးကိုသင်တွေ့ပြီလူမျိုးကြီးဖြစ်မယ်နာမည်ကြီးလာမယ်ကောင်းကြီးရမယ်အငယ်3ပါဘလို့ကောင်းကြီးလဲသင်ကိုကောင်းကြီးပေးတဲ့သူတွေကိုငါကောင်းကြီးပေးပြီးသင်ကိုချိန်ဆတဲ့သူတွေကိုငါချိန်ဆမယ်တနည်းအားဖြင့်တင့်ကိုလူတွေကအထက်တောင်မလုပ်ရဘူးသူတို့ကောင်းကြီးဖြစ်ခြင်းတင့်ကိုလာပြီးတော့ကောင်းကြီးပေးရလိမ့်မယ်တင့်ကိုကောင်းကြီးလာပေးတဲ့သူတိုင်းကောင်းကြီးဖြစ်မှာကျွန်တော်အဲ့တိုင်းပဲခံယူတယ်ကျွန်တော်ကောင်းကြီးဖြစ်စေဖို့စဉ်းစားတဲ့သူစဉ်းစားတာနဲ့ကိုညံကောင်းလာလိမ့်အာမင်ဟာလေလုယာအဲ့ဒါတော့မှတဝက်ပဲရှိသေးတယ်ကျွန်တော်ကောင်းကြီးပေးဖို့စဉ်းစားတော့မှရှိသေးတယ်ဟာလေလုယာအဲ့တော့ကျွန်တော်ကောင်းကြီးပေးတဲ့သူဘုရားပြောတယ်ငါကောင်းကြီးပေးမယ်ကျွန်တော် confident ရှိတယ်အာမင်ကျွန်တော်ကောင်းကြီးဖြစ်စေဖို့လာတပြက်အားလုံးကောင်းကြီးရမယ်တင်းကိုချိန်ဆတဲ့သူငါချိန်ဆမယ်အဲ့ဒါလည်းကျွန်တော် welcome ပဲကျွန်တော်ချိန်ဆဖို့လည်း welcome ပဲ hallelujah ဘုရားပြောတယ်ငါချိန်ဆမယ်အဲ့လူ
တဲ့အားဖြစ်လဲလူမျိုးအပေါင်းကကောင်းကြီးမင်္ဂလာကိုခံရလိမ့်မယ်ကျွန်တော်အင်္ဂလိပ်လိုပြပေးပါဒါကျွန်တော်မြန်မာလိုဖတ်ရတာသိအားမရအာမင်ဘာလို့ဆိုအောက်ဆုံးအကြောင်းမှာချမ်းသာဒီလိုပဲနောက် version တခုနဲ့ပြပေးပါ King James နဲ့ Hallelujah sorry ကျွန်တော်နောက်ထပ် version တခုပြမယ် amplify နဲ့ပြပေးပါ amplify ပါပဲအော်ဒီမှာဖျားသခင်ကနှုတ်ကပတ်တော်ကသူဘာပြောလဲ I will bless those who bless you who confer prosperity or happiness upon you amen who confer prosperity or happiness I love your prosperity of happiness amen and curse him who curses or uses insolent language toward you in you will all the family and kindred of the earth be blessed and by you they will be blessed themselves hallelujah အဲ့တော့ဘုရားသခင်ကသင်အားဖြင့်မြေကြီးမှာရှိသမျှသော family တွေလူမျိုးအနွယ်တွေသူတို့ကကောင်းကြီးရကြတယ်မြန်မာလိုပြန်ပြပေးပါသင်အားဖြင့်လူမျိုးအပေါင်းဘုရားသခင်သင်အားဖြင့်မြေကြီးပေါ်မှာရှိသမျှသောသူဒီမှာရှိသမျှအာဗြဟံရဲ့ blessing ကပါလေအာဗြဟံရဲ့ blessing ကမြေကြီးပေါ်မှာရှိသမျှသောသူကိုကောင်းကြီးပေးနိုင်တဲ့ blessing သင်ကြောင့်မြန်မာလူမျိုးတစ်မျိုးကောင်းကြီးရမို့အဲ့ဒါသင်ရဲ့ imagination က limit လောက်ထားတာမြန်မာလူမျိုးအတွက်ဆိုတာငါမလေးရှားအတွက်ပဲသတ်မှတ်တာအဲ့ဒါလည်းသင် imagination က limit လောက်တာအချို့ဆိုရင်ငါအသင်းတော်အတွက်ပဲเนาะအဲ့ဒါလည်းသင်က limit လောက်တာဖခင်ကကျွန်တော်တို့ဒီနေ့မှာမျက်စိဖွင့်ခြင်းတယ်အဲ့ဒါကသင်အားဖြင့်လူမျိုးအပေါင်းကကောင်းကြီးမင်္ဂလာကိုခံရလိမ့်မယ်အာမင်ဒီနေ့မှာကျွန်တော်တို့က next level တွေးရဘာလို့လဲဆို we are the seed of Abraham Abraham ရဲ့သားသမီးတွေဖြစ်ကြတယ်သင်တို့ဟာ hallelujah hallelujah သင်တို့က Abraham ရဲ့သားအဲ့တော့ဘုရားသခင်ကျွန်တော်တို့ကိုဒီနေ့မှာ receive လုပ်တဲ့ mindset ပဲမရှိစေချင်ဘူး bless လုပ်တဲ့ mindset ရှိစေချင်အာဗြဟံရဲ့ကောင်းကြီးမင်္ဂလာက receive လုပ်ဖို့ထိုင်ဆောင်တာမဟုတ်ဘူးသင်အားဖြင့်လူမျိုးပေါင်းကောင်းကြီးခံရအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာဒါဆိုဆရာအာဗြဟံကောင်းကြီးမင်္ဂလာကျွန်တော်တို့ပေါ်ရောက်လာဖို့ကျွန်တော်ဘာစလုပ်ရဘာမှစလုပ်စရာမလိုအဲ့ဒါသင်ရဲ့အနွယ်ဖြစ်တယ်သင်ကအဲ့အနွယ်ထဲမှာပေါက်ဖွာတာ you are offspring of God သင်ဟာ offspring of God ဖြစ်ရင်သင်ဟာ the seed of Abraham ဖြစ်ပြီအာဗြဟံအနွယ်ဖြစ်ရင်သင်အခုလိုအပ်တာကသင်ရဲ့ attitude ကိုပြောင်းဖို့လိုသင်ဟာ poverty mindset နဲ့အသက်ရှင်လို့မရ TB Joshua ကကဘာကို crusade တွေလုပ်တဲ့အခါစင်ကာပူလိုနိုင်ငံမှာ crusade လာလုပ်တယ်90% ပတ်စံသူပေးတယ်အမေရိကတိုက်တွေမှာတောင်အမေရိကတိုက်တွေမှာ crusade လုပ်တယ်90% ပတ်စံကိုသူပေးတယ်ဘာလုပ်တာလဲစင်းရဲတဲ့အာဖရိကတိုက်ကလာပြီမဲ့သူတို့ဘာလို့ပေးနိုင်တာလဲသူတို့ပါသူများကို bless လုပ်မယ်ဆိုတဲ့ mindset ရှိလို့ဖြစ်တယ် bless လုပ်ကျွန်တော်တို့ကဘယ်ချိန်မှာငါတတ်တာမလဲဘယ်ချိန်မှာငါလွတ်သွားမလဲကျွန်တော်အဲ့လိုတွေးလို့မရတကယ်သင်ဟာအာဗြဟံရဲ့ကောင်းကြီးမင်္ဂလာကို activate လုပ်ချင်ရင်ငါဘသူ့ကို bless လုပ်မယ်ငါဘလို့ပေးကမ်းမယ်ဒါကိုသင်စတွေးကြည့်ခါလီသင်စဉ်းစားရင်ငါဘလို့ဘာစီးပွားလုပ်ရင်ကောင်းမလဲခါလီသင်စဉ်းစားလေပျောက်ပြီဖြစ်တယ်မသိအတွေးကိုစပြောင်းမယ်ငါဘသူ့ကို bless လုပ်ရင်ကောင်းမလဲငါဘသူ့ကိုကောင်းကြီးစပေးရင်ကောင်းမလဲအဲ့ဒါကိုတွေးရင်ငါဘာလို့အပ်တယ်လဲဆိုတာမစဉ်းစားအားတော့ကျွန်တော်ဘဝမှာကျွန်တော် personal အတွက်ကျွန်တော်ဘာလို့အပ်တယ်လဲလူတွေကျွန်တော်ကိုဘာတွေပေးဖို့လိုတယ်လဲကျွန်တော်လူတွေရှိကဘာတွေရဖို့လိုတယ်လဲပျော်ကြည့်စရာတစ်ချက်မှမရှိကျွန်တော်ဘာလို့မှန်းကိုကျွန်တော်မသိဘူးဖြစ်တယ် hallelujah ကျွန်တော်ဘာလို့တယ်လဲလို့လဲစဉ်းစားဖို့အချိန်တော်မရအာမင်ကျမ်းစာပြောတဲ့ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရတဲ့ကောင်းတဲ့ဟာတော့မှမလိုဖြစ်တယ်အာမင်တင့်ဘုရားကသင်ဘာလို့လဲစဉ်းစားစရာမလိုအောင်ကိုဘုရားကောင်းကြီးပေးတယ်ဘုရားအဲဆိုကျွန်တော်တို့ဘာစဉ်းစားခိုင်းလဲဆိုတော့တင့်အားဖြင့်လူမျိုးပေါင်းကောင်းကြီးခံရမယ်တင့်ကိုဘုရားက
တင်းရဲ့သူများကိုကောင်းကြီးပေးတဲ့ capacity ကိုချဲ့စေချင်သူများကိုကောင်းကြီးပေးတဲ့ capacity မှာဘုရားဘလောက်ချဲ့ခိုင်းလဲဆိုတော့တင့်အားဖြင့်လူမျိုးအပေါင်းတဲ့တကယ်တော့တင်ဟာအာဗြဟံကောင်းကြီးမင်္ဂလာရဲ့ 1% အောင်မှတင်ယူမသုံးရလေတင်တော့အမှုတော်ဆောင်လာတာ10နှစ်ရှိပြီနှစ်20ရှိပြီနှစ်40ရှိပြီတခါတလေ 0.5% အောင်တင်မသုံးပြီအာဗြဟံရဲ့ blessing ကလူမျိုးအပေါင်းကိုကောင်းကြီးပေးဖို့အဲ့ဒီလူမျိုးအပေါင်းကိုကောင်းကြီးပေးတဲ့ blessing ရဲ့ manifestation က secret to manifestation အဲ့ဒီ manifestation ကသင်ရဲ့ mindset ဖြစ်တယ်သင်ဟာအဲ့အတိုင်းတွေးခေါ်ကြံစီအသက်ရှင်ခြင်းဖြစ်တယ်လက်ထဲမှာရှိတဲ့ပတ်စံအောင်သင်မကြည့်နဲ့အဲ့တော့သင်စဉ်းစားကြည့်ဖခင်ကသင်လက်ထဲကိုမုတ်10လုံးပေးရင်သင်ဘာလုပ်မလဲအာဗြဟံကောင်းကြီးမင်္ဂလာတာပဲယေရှုလက်ထဲကိုမုတ်9လုံးပေးရင် तू ဘယ်လိုတွေးလဲ तू 9000ကကျွေးမယ်အဲ့တော့ယေရှုရဲ့ mindset ကလက်ထဲမှာရှိတဲ့မုတ်9လုံးကိုကြည့်ပြီးတော့ poverty mindset နဲ့လူ9ယောက်ပဲကျွေးမယ်ဆိုတဲ့ mindset မဟုတ်မုတ်9လုံးဆိုကြတဲ့ဟိုက तू နဲ့ तू တပည့်တော့မလောက်ဘူးဖြစ်ဒါပေမဲ့ယေရှုမှာ तू နဲ့ तू တပည့်တွေစားဖို့ကိစ္စပူပန်တဲ့တဲမှာယေရှုမပါအတင်းယေရှုထံကနေ prosperity ကိုသင်ယူရမယ်ယေရှုက तू နဲ့ तू တပည့်တွေစားဖို့ကိစ္စကိုစဉ်းစားတဲ့တဲမှာယေရှုမပါအဲ့လိုပြောလို့ဗိုက်စာပြီးအိမ်ပြန်ရတဲ့တဲမှာလည်းသူတို့မပါသူတို့ဒီစား၍ဝါကြပြီးမှအကျိုးပဲ့များကိုကောက်သိမ်းတော့12တောင်းကြံကျွင်းတယ်စား၍ဝါကြပြီးမှအာမင်ယေရှုခရစ်တော်ရဲ့ ministry ဟာယေရှုဟာလက်ထဲကမုံ9လုံးနဲ့ယူပါယုံမထားအောင်လက်ထဲကမုံ9လုံးနဲ့ imagine မလုပ်ယေရှုကလူတွေကို bless လုပ်မယ်ဆိုတဲ့ capacity ကိုချက်သူ့တပည့်တွေကိုမုတ်သွားရှာခိုင်းကြတဲ့ကိုကလူ9000ကိုကျွေးဖို့အတွက်သူကစဉ်းစားပြီးသားတော့သင်စဉ်းစားကြည့်အန်ဒရူးကယေရှုစီကိုမုံ9လုံးယူလာအဲ့ဒါတော့မှကလေးလေးရှီယာယူလာမုံ9လုံးလေးရအောင်ယေရှုကသူ့တပည့်တွေကိုဘာမှလဲလူတွေကိုသွားတဲ့50စီစုလိုက်တယ်ဟာလေလုယာသူ့တပည့်တွေအလူခံလာတာမုံ9လုံးပဲယေရှုကျွေးချင်တာလူ9000ဖြစ်တယ်ဒါတော့မှမိန်းမနဲ့ကလေးမပါပဲရည်ထားတာ9000ရှိတယ်ယောက်ျားကြီးပဲ praise the lord အဲ့တော့ဖခင်ကတင့်ကိုဒီနေ့မှာတင်ဘလောက်ကို bless လုပ်ချင်တယ်တင်အားဖြင့်လူဘလောက်ကောင်းချီးရဖို့တင်စဉ်းစားတယ်လေတင်ကအဲ့တိုင်းပဲကြီးမြတ်လာလိမ့်မယ်တင်ကကိုတော့ကျွန်တော်ကြီးမြတ်စေပါဆိုတဲ့ဆုတောင်းနဲ့ကြီးမြတ်မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ဘာနဲ့တူလဲကျွန်တော်ရှင်းပြခဲ့ဘူးလေကိုတော့တင်ကအမျိုးသမီးတယောက်ဖြစ်ကိုတော့ကျွန်မအမျိုးသမီးဖြစ်စေပါလို့ဆုတောင်းတာနဲ့တူတယ်ဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဒီဆုတောင်းချက်ကကိုတော့ကျွန်မကိုကောင်းကြီးပေးပါကောင်းကြီးပေးပါအဲ့ဒါတင်ဘာမှပြောင်းလဲမှုရှိအောင်အခုငါသူများကိုကောင်းကြီးပေးမယ်သူများကိုကျွေးမွေးမယ်လူတွေကို bless လုပ်မယ်လို့စစဉ်းစားမယ်အချိန်ရောက်ပြီ hallelujah ဘယ်နှယောက်ကကောင်းကြီးမင်္ဂလာရဲ့ manifestation ကိုမြင်ကျင်တယ်လေအိမ်မှာကောင်းကြီးမင်္ဂလာရဲ့ manifestation ကိုဘဝမှာဘယ်လောက်မြင်ကျင်တယ်လဲကတင်ကအခုဘယ်လောက် bless လုပ်မယ်ငါဘယ်လိုပေးမယ်ငါဘယ်လိုပါဝင်မယ်ငါဘယ်လို bless လုပ်မယ် amen ဘာလို့ you are the seed of Abraham hallelujah အဲ့တော့ကျွန်တော်သင်ကိုရှင်းပြခြင်းတယ်ကျွန်တော်လည်းအတူကျမ်းစာနောက်တစ်နေရာကိုကြည့်စေခြင်းတယ်ကပ္ပဦးကျမ်းအခန်းကြီး22ကိုကြည့်စေခြင်းကပ္ပဦးကျမ်းအခန်းကြီး22အခန်းငယ်16ကနေစကြည့်ရကျမ်းစာတွေပြောတယ်ငါဒီတင့်အားအစဉ်အမြဲကောင်းကြီးပေးပြီးသင်အမျိုးအနွယ်ကိုလည်းကောင်းကင်ကျယ်ကဲ့သို့များစေမယ်သမုတ်တရားတဲလုံးကဲ့သို့လည်းကောင်းအစဉ်အမြဲပွားများစေမယ်သင်အမျိုးအနွယ်သည်ရန်သူတို့၏မြို့တကားများကိုအစိုးရလိမ့်မယ်ငယ်18
thing a mule appear luno upon county mingle can which are English to Piaviva. Hallelujah. Tima Babiole, in your seed, hallelujah. I am the seed of Abraham. I am the seed of Abraham. Just in your seed. I see him at them, but I think in your seed, what they may. All the nations of the earth shall be blessed. Wow. Then identity of them, yeah. Then Jimmy Chin, then do it. Then below Jimmy double good. Then Taman do hope. Then sends on me. Piaga in your seed. Local community shall be blessed. Pia all the nation of the earth. Saudi Asia, Africa, all the nations of the earth shall be blessed. General below nation. General level. General dimension. All the nations of the earth shall be blessed. Nations, are general all of your nations. Nations. The nation purely, nation level poguri think to yali. Hallelujah. Nations level. Then pia nations level don't like. Then pure. Be practice look. All the nations of the earth shall be blessed because of you have obeyed my voice. Oh, they obey no Abraham obeyed like 2 year music. Abraham yes seed ka who 9 year county piece. Eddie Abraham sit him at no party. Hallelujah. Such a yaw can get Sakuma. Timap General name. I can't get such how would you be. I can't get such how. Piat King Abraham go Piat King Papiola solution. Not then the Mugu Pubi think that the night of the now, Manian or young Adita, same year county. Sorry, Sako. Nadita, a same year county baby. Hallelujah. Nadita, a same year county baby. Praise the Lord. I don't Piat King a chain time, I hope in it. Thing Yame county mela, same year. Your chance are built purely the Yama only. Amen. All of your beauty the Yama. General Salan can you take up Yabi? Jazaba Viola Salan Timber and a Toma Yabi. A chamu got told to the Mianama side there. Mimi a chain dama at you, message by Ben Yabi. Message. Hallelujah. Jazaba, you are a tree replanted in garden, in Eden. Hallelujah, I am a tree replanted in Eden. Hallelujah. Eden yama can be replanted out of it. Below team bearing fruit. Every man, hallelujah, bearing fresh fruit. Then time theatre them at so papa. Chance up your every man. All of your every man. Every man, hallelujah. Mimi a chain time at the theatres, a chain time every man. Jonga a lot of the Not chain the I did my share to the piazza. The seed of Abraham got the hardly a tida mobu. To a chain yama dida mobu. To ye a chain a lot of it. Amen. I love your lot of it. Hallelujah. The anointing and manifestation a lot of it. They are anointing a blessing to not means agent. That's your Pia King. General Abraham County Pedica, Teonga, a same year county baby. Nothing will season with River County baby.
တဲ့အားဖြင့်လည်းငါနိုင်ငံမတတ်မှတ်ဘူးလူမျိုးအပေါင်းအဲ့တော့ဖခင်ကျွန်တော်တို့အခုဒီမှာဗာတွေ့ခိုင်းနေဆိုတော့ကျွန်တော်တို့ရဲ့ blessing က unlimited blessing ဖြစ်တယ်ကျွန်တော်တို့ရဲ့ blessing ကို limit လုပ်တာကျွန်တော်တို့ရဲ့ imagination က limit လုပ်တာအာဗြဟံကိုဘုရားသခင်တင်ရှိတော်ရက်ကတောင်မြောက်အရှိအနောက်ကိုမျှော်ကြည့်လို့အလျားအားဖြင့်၎င်းအနံအားဖြင့်၎င်းရှောက်သွားလို့ဘုရားအာဗြဟံကိုဘာလုပ်ခိုင်းလဲ imagine လုပ်ခိုင်းတာရှောက်သွားလို့ဆိုတာဟိုခြေနဲ့နင်းခိုင်းတာမဟုတ်ဘူးဘုရား imagination နဲ့မြင်ခိုင်းတာတရားဖြစ်သင်မြင်ပြီးပြီလားသင်ကိုသင်ကိုသင်ဒူဘိုင်းမှာတရားဟောတာမြင်ပြီးပြီလားဒူဘိုင်းမှာအိမ်ဝယ်တာမြင်ပြီးပြီလားအဲ့အကြောင်းစဉ်းစားဘူးလားဟာလေလုယာကာတာမှာသင်လုပ်ငန်းတွေလုပ်တာစဉ်းစားဘူးလား Middle East က president တွေ Middle East က kings တွေ prince တွေနဲ့အစည်းအဝေးထိုင်တာတွေ့ဘူးလားသင် imagination ထဲမှာမြင်မိပြီလားဟာလေလုယာသင်အစည်းအဝေးတွေထိုင်နေတယ်သင်ရဲ့ resource သင်စဉ်းစားမယ်ဆရာတို့နဲ့အစည်းအဝေးထိုင်အောင်ကျွန်တော်ကဘာရှိလို့လဲသင်ရဲ့ resources က unlimited resources ဖြစ်တယ်အာမင်ဟာလေလုယာဘုရားသင်ကို unlimited resources ထဲမှာဘုရားကသင်အသက်ရှင်ခိုင်းတယ်ကျွန်တော်ရဲ့ blessing ကနိုင်ငံတနိုင်ငံငံလူမျိုးနွယ်တစ်ခုခုကိုကောင်းကြီးပေးတဲ့ blessing မဟုတ်ဘူးအဲကြောင့်ကျွန်တော်တို့သွားမယ်ကျွန်တော်တို့ကိုဘုရားခင်ကသင်ဒီနေ့မြင်ရအောင်ပါသင်ခြေလန်းနေလက်လန်းနေမိသလောက်ပဲလူတွေကိုသင်ကောင်းကြီးပေးခွင့်ရမှာမဟုတ်Praise the Lord hallelujah hallelujah ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကို unlimited blessing သူပေးတယ် unlimited resources ပေးတယ်အဲကြောင့်အာဗြဟံကိုဘုရားသခင်ပြောတယ်ဘလောက်ထိ unlimited ဖြစ်မလဲသင်ဘလောက်မြင်တယ်လဲနဲ့သွားမယ်တောင်မြောက်အရှိအနောက်ကိုမျှော်ကြည့်တော့ဘုရားဗာပြောလဲသင်နဲ့သင်အမျိုးအနွယ်ကိုငါပေးမယ်သင်တို့ငါပေးမယ်တောင်ဘက်ပိုင်းမှာလည်းသင်တို့ control လုပ်မယ်မြောက်ကိုလည်းသင်တို့ control လုပ်မယ် south ကိုလည်း control လုပ်မယ် east ကိုလည်း control လုပ်မယ် west ကိုလည်း control လုပ်မယ် hallelujah တောင်မြောက်အရှိအနောက်ကိုသင်တို့ control လုပ်တာသင်တို့မြင်ပြီးပြီလားသင်လုပ်ငန်းတွေလုပ်တာကိုမြင်ပြီးပြီလားဘာဖြစ်လို့အပတ်အများကြီးမလားသင်ကအလုပ်တစ်ခုပဲလုပ်ပြီးဥစ္စာအများကြီးဝင်လာသင်လို့မြင်တာလေ no ဘုရားသင် area တိုင်းမှာကောင်းချီးပေးမယ် area အများကြီးကိုထိန်းချုပ်စေတောင်မြောက်အရှိအနောက်ကိုမျှော်ကြည့်ဘုရားသင်ကို ministry မှာအသုံးပြုမယ်အမှုတော်မှာအသုံးပြုမယ်စီးပွားရေးမှာအသုံးပြုမယ် government တွေမှာအသုံးပြုမယ် authority ပေးမယ်တိုင်းနိုင်ငံမှာအသုံးပြုမယ် amen hallelujah ဘာကြောင့်လဲ in your seat ကျမ်းစာပြောပြီးသားအာဗြဟံရဲ့ seat ထဲမှာလူမျိုးအပေါင်းကိုကောင်းကြီးဖြစ်စေမယ့်ပုံကိုယ်ပါမယ်အဲ့ထဲကကျွန်တော်ပဲဖြစ်တယ်အာမင်အဲ့ထဲမှာကျွန်တော်ပါတယ်တရားဟောဆရာအနေနဲ့ပဲမရက်သွားအဲ့ကျွန်တော်ရဲ့
anointing နဲ့ blessing ကဘလောက်ထိ affect ဖြစ်တယ်လဲကကျွန်တော်ဘလောက်မြင်တယ်လဲအဲ့ဟာသူကျွန်တော်မြင်ရ amen တင်မြင်ရအဲ့ကျွန်တော်တို့ဟာခရိယန်အသက်တာ limit အများများလို့တကယ်တော့ Christianity ဆိုတာဘာလို့ခရိယန်အသက်တာ limit များလဲတဲ့ Christian လို့မြင်လိုက်တာနဲ့ Christian history ကိုသင်လေ့လာတော့တဲ့ Christian history မှာ suffering တွေအများကြီးပဲပင်ပန်းခြင်းတွေဆင်းရဲခြင်းတွေအများကြီးကျမ်းစာထဲမှာခရိယန်လို့ခေါ်တာ၃ပိုက်ပဲရှိတယ်အဲ့၃ပိုက်မှာခရိယန်ဆိုတဲ့အခေါ်အဝေါ်ကိုစခေါ်ခဲ့တာအန်တီအုပ်မှာတပါးမျိုးသားတွေကစခေါ်မယုံကြည်သူတွေကစခေါ်ခရစ်ယာန်ဆိုတဲ့နာမည်ကိုတကယ်တော့တရားခရစ်ယာန်မဟုတ်ဘူးဘာလို့ဒီနာမည်ကဘုရားသခင်ပေးတဲ့နာမည်မဟုတ်ဘူးမယုံကြည်သူတွေပေးတဲ့နာမည်ဒါပေမဲ့အဲ့ဒီရဲ့ history ကိုသင်လေ့လာလိုက်တဲ့အခါ suffering ကိုပဲသင်မြင်ရတယ်အဲ့တရား Christian ဆိုတဲ့ identity ကိုတရား suffering နဲ့တွဲထားတယ်ဟိုဒုက္ခဆင်းရဲနဲ့တရားတွဲထားလိုက်တယ်ဒါပေမဲ့ဘုရားသခင်ကျွန်တော်တို့ကိုခေါ်တဲ့တမန်ကျမ်းစာကဝိညာဉ်တော်မှုတ်သွင်းတဲ့တမန်ကျမ်းစာကဘုရားကျွန်တော်တို့ဘယ်လိုခေါ်လဲ You are the ambassador of Christ သင်တို့ကခရစ်တော်ရဲ့တန်တမန်ဖြစ်ကြတယ်ကြည့် Christian ဆိုတဲ့ revelation နဲ့တန်တမန် revelation ကကွဲသွားပြီ Christian ဆိုတဲ့ဘာသာတရားတတ်ပဲတရားဘာသာဝင်တယောက်တတ်ပဲဒါတော့ပဲသင်ကိုယ်သင်အများကြီးမတွေးဘူးဒါပေမဲ့တမန်ကျမ်းစာကသင်ရဲ့ genealogy သင်ဘယ် original ကဆင်းသက်လာတယ်ယောဟန်1မှာရေးထားတယ်အစာဦးမှာနှုတ်ကပတ်တော်ရှိတယ်ထိုနှုတ်ကပတ်တော်ဘုရားနဲ့အတူရှိတယ်ထိုနှုတ်ကပတ်တော်ဘုရားသခင်ဖြစ်တယ်ထိုနှုတ်ကပတ်တော်ထိုနှုတ်ကပတ်တော်ဘုရားသခင်ထိုနှုတ်ကပတ်တော်အလင်းဖြစ်တယ်ထိုအလင်းကမှောင်မိုက်မှာနေမှောင်မိုက်ကမခံမယူထိုအလင်းတော်အကြောင်းယောဟန်တတ်သိခံတယ်ယောဟန်ထိုအလင်းတော်မဟုတ်အလင်းတော်အကြောင်းတတ်သိခံခြင်းကလာတယ်စစ်မှန်တဲ့အလင်းကဤလောကမှာလင်းတဲ့အလင်းဖြစ်တယ်ထိုအလင်းကဤလောကကိုကြွလာတယ်ဒါပေမဲ့ဤလောကကိုထိုသူကကြွလာမယ်ဤလောကထိုသူကိုမသိဘူးထိုသူမိမိလူမျိုးများမသိပဲနေတယ်ဒါပေမဲ့ထိုသူလက်ခံရသောသူဒီသောကိုရောယုံကြည်သောလက်ခံသောသူတို့အားဘာဖြစ်ရတဲ့ခွန်းဘုရားသခင်ရဲ့သားဖြစ်ရသောခွန်းသင်ဟာ Christian မဟုတ်ဘူးသင်ဟာ sons of God ဖြစ်တယ်ဒီ Christian ရဲ့ source နဲ့ sons of God ရဲ့ background ကတခြားစီပဲဖြစ်တယ်ကျွန်တော်တို့က sons of God background ကလာတာကျွန်တော်တို့ရဲ့ background ကယောဟန်1ဖြစ်တယ်အစာဦး၌နှုတ်ကပတ်တော်ရှိတယ်ထိုနှုတ်ကပတ်တော်ဘုရားသခင်ဖြစ်တယ် hallelujah ထိုနှုတ်ကပတ်တော်ဤလောကရဲ့အလင်းဖြစ်တယ်ထိုအလင်းကမှောင်မိုက်မှာလင်းပြီးတော့မှောင်မိုက်တွေထိုအလင်းကိုမခံမယူအာမင်မခံမယူဆိုပါလေမထိန်နိုင်ဘူးတကယ်ဖြစ်မှောင်မိုက်ကအလင်းကိုမသိမ်းနိုင်ဘူးအလင်းကဖြိုခွင်းမလိုက်ဘူးအာမင်အဲ့တော့ဘာဖြစ်တော့လဲဒီအလင်းကဒီလောကမှာရှိတယ်ထိုမိမိလူမျိုးများရှိကြွလာတယ်ထိုအလင်းကိုလူတွေကမသိဘူးမိမိလူမျိုးများမသိပဲနေတယ်ထိုသူကိုလက်ခံမြတ်သောသူတွေတော့ကိုတော်ယုံကြည်တဲ့သူတွေကဖျားသခင်ရဲ့သားဖြစ်ရသောအခွင့်ပေးတယ် You are the sons of God Amen ထိုသားတော်မူကမေထုံတန်ဝါသားအဖြစ်ဖွာသောသားမဟုတ်ဘူးလူအလိုလျောက်ဖွာတဲ့သားမဟုတ်ဘူး Hallelujah လူမျိုးနဲ့ဆက်ဆံပြီးဖွာသောသားမဟုတ်ဖျားသခင်ဖြစ်ပွားစေတဲ့သားဖြစ်တယ်ဒါဆိုဒီမှာရှိသူများသင်ဟာ Christian ဆိုတဲ့ knowledge နဲ့နေရင်suffering ပဲသင်ဟာ suffering များလို့ကျွန်တော်ရှင်ပေတုဩဝါဒစာကိုကြည့်ပေးပါသင်ဟာ suffering မှာနေတာများရင်သင်ကိုဘုရားခင်လွတ်မြောက်ခြင်းပေးပါစေရှင်ပေတုဩဝါဒစာအခန်းကြီး1ပေအခန်းကြီး4အငယ်16 1ပေ4:16မှာကြည့်ပေးပါခရစ်ယာန်ဖြစ်သောကြောင့်ခံရလင်မူကရှက်ကြောက်ခြင်းမရှိစေနဲ့ကျွန်တော်အင်္ဂလိပ်လိုပြပေးပါ Yet if anyone suffer as a Christian suffer တော့မှာ as a Christian နဲ့ Christian ကဲ့သို့ suffer ဖြစ်တယ် Christian လည်းဘာနဲ့တွဲထားလဲဆိုတော့ suffering နဲ့တွဲထားတယ် If anyone prosper as a sons of God Hallelujah If anyone prosper as a children of Abraham Amen သင်တို့ဒီအာဗြဟံရဲ့သားဖြစ်တဲ့ကဲ့သို့ကြွယ်ဝလင်ဟူမူကား
ဒါပေမဲ့သင်တို့ဒီခရစ်ယာန်တယောက်ကဲ့သို့ခံရလေဘူးကတဲ့ Christian ဆိုတဲ့ mindset နဲ့ပဲသင်သွားရင်ခံရလေဟာပြည့်သင်တွေးလိုက် Christian ဆိုတဲ့ဟိုခံရတာနဲ့ကိုတွေ့တာပါရာမ3ဘိုက်ကလေးပဲပါတစ်ဘိုက်က anti အုပ်ကရှိတဲ့မယုံကြည်သူတွေကခေါ်လာတာ Christian တွေနောက်တစ်ဘိုက်ကအဂရိပမင်းကပေါလုပြမင်းအေးဝင်ကလေးခေါ်လုံးလို့ငါတော့ခရစ်ယာန်ဖြစ်တော့မယ်အဲ့ဒါလေမယုံကြည်သူကခေါ်ရှင်ပေတုကတော့ဘယ်လိုရေးလိုက်လဲခရစ်ယာန်ကဲတော့ခံရလေတဲ့ဟာခရစ်ယာန်ကဲတော့ကောင်းစားလိမ့်မယ်မရေးဘဲနဲ့ခရစ်ယာန်ကဲတော့ခံရလေအဲ့တော့ဘုရားကတဲ့ဒီနေ့မှာအမြင်ပြောင်းပေးခြင်းတယ်သင်ဟာခရစ်ယာန်မဟုတ်ဘူးသင်ဟာဟုတ်ပါတယ်သင်ဟာခရစ်တော်နောက်လိုက်ဖြစ်တယ်ခရစ်ယာန်ဆိုတာခရစ်တော်နောက်လိုက်တရားဖြစ်တယ်ဒါပေမဲ့သင်ကိုဘုရားသခင် revelation ပေးခြင်းတယ် you are the sons of God you are the ambassador of Christ သင်ဟာကောင်းကင်ဘုံတစ်ခုလုံးကို represent လုပ်တဲ့သူဖြစ်တယ်ကောင်းကင်ဘုံရဲ့ကိုယ်စားစကားပြောသူဖြစ်တယ် hallelujah ဒီအခြေအနေမှာကောင်းကင်ကဘာစကားပြောမလဲကောင်းကင်က miracle ကိုစကားပြောမယ်ကောင်းကင်ကဒီအခြေအနေမှာကြွယ်ဝခြင်းကိုကြည်ညာသင်ကကောင်းကင်ကိုယ်စားစကားပြောသူခရစ်ယာန်ကိုယ်စားမတ်တရရင်တော့သင်ခံရတာနဲ့ရရတယ်ကောင်းကင်ကိုယ်စားကမတ်တရခါလီကြရင်ကျွန်တော်တို့ကိုစာတန်ကကျွန်တော်တို့ရဲ့ origin ကိုမေ့အောင်လုပ်တယ်ကျွန်တော်တို့ရဲ့ background အစစ်အမှန်ကိုမေ့အောင်လုပ်ပလိုက်တယ် Christian ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ရဲ့နောက်ခံ background the seed of Abraham ဆိုတဲ့ revelation ကိုကျွန်တော်တို့မေ့ပလိုက်တယ် you are the seed of Abraham သင်က Abraham အမျိုးအနွယ်ဖြစ်တယ်ကောင်းကြီးခံတဲ့အနွယ်ဖြစ်တယ်လူမျိုးအပေါင်းကသင်ကြောင့်ကောင်းကြီးရခရစ်ယာန်ကဲ့သို့ခံရမဲ့သူမဟုတ်ဘူးလူမျိုးအပေါင်းကသင်ကြောင့်ကောင်းကြီးရအာမင် hallelujah hallelujah revelation ပဲညီကောင်မောင်နှမများ revelation ပဲဒါကြောင့်မလို့ဘုရားသခင်ကကျွန်တော်တို့ကိုဒီ suffering နဲ့မှမနေစေချင်ဒီ suffering ကိုမမြင်စေချင်ဘုရားအာဗြဟံကောင်းကြီးကိုကြည်ခိုင်းတယ်သင်ကြောင့်လူမျိုးပေါင်းကောင်းကြီးအောင်ဒီမြေကြီးမှာသင်လူတွေကိုကောင်းကြီးပေးရအောင်အဲ့တော့ဘာဖြစ်လို့ကောင်းကြီးမင်္ဂလာအရင်သေးလွန်းတာလဲသင် limit လုပ်တာသင်စကြည့်ရမယ်ညီကောင်မောင်နှမများဒီလောကမှာသင်အားကြလောက်ရတဲ့ကြွယ်ဝတဲ့သူဆိုတာမရှိဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘာတူလဲကျွန်တော်တို့မြင်သွားလို့ဖြစ်တယ်။သင်ဘာတူလဲသင်မြင်လေလေသင်လူတွေကိုကြည့်တဲ့အခါဟာလူတွေရဲ့အားကြစရာကောင်းလောက်တဲ့လူပါလားလို့သိလာလေလေဖြစ်တယ်။အာမင်။နိုင်ငံတွေကိုသင်ကြည့်တဲ့အခါမှာအိုးဒီနိုင်ငံတွေကိုငါသွားပြီးတော့သွားလဲရမယ်ဒီနိုင်ငံတွေမှာငါသွားပြီးတော့နားရမယ်လို့ပဲသင်မမြင်တော့ဒီနိုင်ငံတွေကငါအားပြီးကောင်းကြီးရမယ်ဘာဖြစ်လို့ဆိုတော့လောကီနိုင်ငံကတညီတညွတ်ထဲငိုကြွေးတယ်လို့ပြောတယ်ယောမ 8:22 မှာတညီတညွတ်ထဲညီးတွားတယ်တညီတညွတ်ထဲဆိုတော့တယောက်မှတာတာမရှိအားလုံးကညီးတယ်ဒါပေမဲ့ကျမ်းစာပြောတယ်ဤလောကပြီးဘုရားသခင်ရဲ့သားတို့ရဲ့ထင်ရှားပေါ်ထွန်းခြင်းကိုအလွန်တောင်းတတယ်ခရစ်ယာန်ပေါ်လာတော့တိတ်မတောင်းတဘူးဆိုတော့အတူတူ suffering လုပ်မှာမဟုတ်လို့ဒါဘုရားသားတွေကိုတော့တောင်းတတယ်သူတို့က war changer တဲ့ anointing ကရိုးရိုး anointing မဟုတ်ဘူး war changer anointing ဘုရားပြောတဲ့အားဖြင့်လူမျိုးအပေါင်း nation of the earth shall be blessed hallelujah in your seed nation of the earth shall be blessed hallelujahတဲ့အနွယ်ထဲမှာ war changer anointing တွေရှိအဲ့ဒါကျွန်တော်တို့ပြိသိတယ်အာမင်ကမ္ဘာကိုပြောင်းလဲတဲ့ပြိသိဖြစ်သင်ကို knowledge တစ်ခုခုကဒီ capacity ကို limit လုပ်ဖို့လက်မခံနဲ့တော့အဲ့ knowledge ကိုသင်သိလိုက်တော့အဲ့ဒါ round teaching ပဲဒီ capacity ကိုရက်တန့်ဖို့ပိတ်ဆို့ဖို့ limit လုပ်ဖို့လာတဲ့ teaching အားလုံးကိုကျွန်တော်တို့ရက်နာပြဖို့လိုလာအာမင်ဘာဖြစ်လို့လဲ teaching က if you read you may understand my knowledge teaching ကကျွန်တော်တို့ကို knowledge အမှားတွေကိုပေးတတ်တယ် teaching ကကျွန်တော်တို့ကို knowledge အမှန်ကိုပေးတယ်အာမင်
ကြောင့်သင်ဟာ the seed of Abraham ဖြစ်တယ်ဆိုတော့မမေ့ပါနဲ့သင်အားဖြင့်လူမျိုးအပေါင်းကောင်းကြီးရတယ်သင်ကိုယ်သင် limit မလုပ်ပါနဲ့ဒါဆိုရင်ဒီနေ့မှာ breakthrough ရဖို့လည်းကျွန်တော်ဘာလုပ်ရမလဲကျွန်တော်တို့ဘလောက်မြင်တယ်လဲအာဗြဟံကိုဘုရားဘာပဲ train လဲဘလောက်မြင်တယ်လဲအာဗြဟံမင်းဘလောက်မြင်တယ်လဲစာရန်ကျွန်တော်တို့ဘာလုပ်လဲတစ်ကောအခန်းကြီးနှစ်ကောအခန်းကြီး၄အငယ်၄ကိုဖတ်ပေးပါနှစ်ကောအခန်းကြီး၄အငယ်၄နှစ်ကော၄ပါအလုံးဖတ်ကြည့်ဟာကျမ်းစာဒီလိုပြောတယ်ထို့သောမယုံကြည်သောသူတို့ကဘုရားသခင်ပုံသဏ္ဍာန်တော်ဤဟူသောခရစ်တော်ရဲ့ဘုန်းအသရေနဲ့ပြည့်စုံသောဧဝံဂေလိတရားရဲ့အရာဘုရားသခင်ရဲ့ဘုန်းအသရေနဲ့ပြည့်စုံတဲ့ဧဝံဂေလိတရားရဲ့အရာ gospel ဆိုတာ gospel လို့ကျွန်တော်တို့ကပြောတဲ့အခါကျွန်တော်တို့ထင်တာcrusade တွေမှာဟောတဲ့15မိနစ်အမြန်ဟောရတဲ့တရားဟောချက်ကအဲ့ဒါ gospel အပြည့်စုံမဟုတ်သေးဘူးဖခင်ခရစ်တော်ရဲ့ဘုန်းအသရေနဲ့ပြည့်စုံတဲ့ဧဝံဂေလိလဝါကရယယေရှုခရစ်တော်ကလည်း gospel အပြည့်စုံမဟုတ်ဘူးလက်သမားလုပ်တဲ့ယေရှုကလည်း gospel အပြည့်စုံမဟုတ်ဘူးကပေရနောင်မှာအနာငိမ့်တဲ့ယေရှုကလည်း gospel အပြည့်စုံမဟုတ်ဘူးမာရိမာသရဲ့မောင်လာဇရုကိုရှင်ပြန်ထမြောက်စေတဲ့ယေရှုကလည်း gospel အပြည့်စုံမဟုတ်ဘူး gospel အပြည့်စုံကခရစ်တော်ရဲ့ဘုန်းအသရေအဲ့ဒါဘယ်အချိန်မှာခရစ်တော်ရဲ့ဘုန်းအသရေကိုကျွန်တော်တို့တွေ့ရလဲ praise the lord ကျွန်တော်ရဲ့သူယောဟန်ခန်းကြီး7ကိုကြည့်ရအောင်ပြီးရင်ဒီကျမ်းပိုက်ကိုပြန်သွားမယ်ယောဟန်ခန်းကြီး7မှာ gospel အပြည့်စုံကဘာမှလဲယောဟန်ခန်းကြီး7အခန်းငယ်20ဘလောက်ကိုဖတ်စေချင်လဲဆိုတော့23ကိုဖတ်စေချင်တယ်ငယ်23မှာယေရှုကလည်းလူသားသည်ဘုံပွင့်ရသောအချိန်ရောက်လာဟာလေလုယာလူသားသည်ဘုံပွင့်ရသောအချိန်အခုထိမပွင့်သေးဘူးသူကလည်းရောက်လာပြီဆိုတော့မပွင့်သေးဘူးလာဇရုထတာတော့ဘုံကမပွင့်သေးဘူးဟာလေလုယာအာမင်ယာဣရုရဲ့တပည့်ပြန်ရှင်လာတော့ဘုံကမပွင့်သေးဘူး praise the lord ကျွန်တော်ယောဟန်အခန်းကြီး9ကိုလည်းကြည့်ပေးပါယောဟန်အခန်းကြီး9အခန်းငယ်39ကိုဖတ်ကြည့်အောင် sorry 39ကနေစဖတ်ရ39မှာစကြည့်အောင်ဘာပြောလဲထိုပွဲကိုခံ၍နောက်ဆုံးသောနေ့မျက်နှာယေရှုသည်ရက်၍ကြွေးကြော်တော်မူသည်ကရေငတ်တော်သူချင်းငါထံကိုလာပြီးတောက်လော့ငါ့ကိုယုံကြည်တော်သူသည်ကျမ်းစာလာသည့်အတိုင်းအသက်ရည်ထွက်ရဆိုင်းရည်တွင်ဖြစ်လိမ့်မည်ဟုမိန့်တော်မူတယ်ထို့သောမိန့်တော်မူသောယုံကြည်တော်သူတို့သည်ခံရလက်တန့်သောဝိညာဉ်တော်ကိုရည်မှတ်၍မိန့်တော်မူ၏ဝိညာဉ်တော်ရည်မှတ်ပြီးမိန့်တယ်ယေရှုသည်ဘုံပွင့်တော်မမူသေးသောကြောင့်တန်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မမူသေးဝါအာမင်အဲ့ဒါယေရှုပေးချိန်ဘုံပွင့်လေယေရှုရှင်ပြန်ထားမြောက်တဲ့အချိန်ကျွန်တော်ခုနယောဟန်7ကိုပြန်ကြည့်ရအောင်ယေရှုသည်ဘုံပွင့်တော်မမူသေးသောကြောင့်ဝိညာဉ်တော်ပေးတော်မမူသေးအခန်းကြီး7အခန်းငယ်ဘလောက်ဖတ်စီခြင်းလဲဆိုအခန်းငယ်23မှာယေရှုကလည်းလူသားသည်ဘုံပွင့်သောအချိန်ရောက်လာပြီငါအမှန်ဆိုသည်ကမြေ၌ကျသောစပါးစေးသည်မပြတ်ပဲနေရင်မပြတ်လင်တစ်ခုပဲနေ၏ပြတ်လင်မူကများစွာသောအသီးကိုဒီဒါဘု து ပြောရတယ်ခရစ်တော်ကိုပြောတာယေရှုခရစ်တော်ရဲ့အသေးခံခြင်းနဲ့ထမြောက်ခြင်းကိုပြောတာအဲဆိုယေရှုကဘုံပွင့်မဲ့ချိန်ရောက်ပြီဆိုတော့ဗာလေလူသားအသေးခံပြီးရှင်ပြန်ထမြောက်တယ်တို့က glory of Jesus ကိုတွေ့ရ glorifying Jesus ကိုတွေ့ရတယ်အခုကျွန်တော်ပြန်ပြီးသွားပြီပါနှစ်ကောအခန်းကြီး၄အငယ်၄မှာဧဝံဂေလိတရားရဲ့အယောင်ကဘာအယောင်လဲခရစ်တော်ဤဘုံအသရေနဲ့ပြည့်စုံတဲ့ gospel ဆိုတာအပြစ်ကနေကင်းပြီးကောင်းကင်မှာဝင်ရတာ gospel အပြည့်စုံမဟုတ်သေးဘူး gospel အပြည့်စုံကသင်ကို righteous man ဖြစ်စေတာ gospel အပြည့်စုံကသင်ကို healing ဖြစ်စေတာသင်ကိုယောဂတွေကနေလွတ်ကင်းစေတာ gospel အပြည့်စုံကသင်ကိုဆင်းရဲခြင်းကနေလွတ်ကင်းစေတာဘယ်သူနဲ့တူတာလဲခရစ်တော်ရဲ့ဘုံအသရေရှင်ပြန်ထမြောက်တဲ့ယေရှုနဲ့တူတဲ့တည်းရှင်ပြန်ထမြောက်တဲ့ယေရှုနဲ့တူတဲ့တည်းလက်သမားလုံတော့ယေရှုလည်းမဟုတ်ဘူးအိတ်ငိုက်ပြီးတော့လှေပေါ်မှာအိတ်ပျော်တဲ့ယေရှုလည်းမဟုတ်ဘူးပင်ပန်းတတ်တဲ့ယေရှုလည်းမဟုတ်ဘူးဗိုက်စားတဲ့ယေရှုလည်းမဟုတ်ဘူးအခွန်မဆောင်နိုင်လို့ငါးသွားဖမ်းရတဲ့ယေရှုလည်းမဟုတ်ဘူး
ခြေချင်းတရားပတ်ဟောတဲ့ယေရှုလည်းမဟုတ်ဘူးယေရုရှလင်ကိုလာမှပဲမြည်ကလေးစီးတဲ့ယေရှုလည်းမဟုတ်ဘူးဘုံပွင့်သွားတဲ့ခရစ်တော်အဲ့ဒီခရစ်တော်ရဲ့ဘုံနဲ့ပြည့်စုံတဲ့ဧဝံဂေလိတရားရဲ့အရာအောင်အဲ့တော့အဲ့ဒီဘုံကိုကျွန်တော်တို့ဘဝမှာမခံစားရတာဘာကြောင့်လဲဆိုတော့ဤလောကကိုအစိုးရသောဖယားသည်သူတို့ရဲ့ဉာဏ်မျက်စိကိုကွယ်ထားလို့တဲ့အလင်းကိုမပေးစေခြင်းတနည်းအားဖြင့်သူတို့ကအဲ့ဘုံကသူတို့ပေါ်မှာ effect မရှိဘုံက effect မရှိတာမျက်စိမှာမတွေ့လို့ဖြစ်တယ်မျက်စိမှာမတွေ့လို့အဲကြောင့်ကျမ်းစာပြောတယ်မျက်စိပြီးခန္ဓာကိုယ်ရဲ့စီပြီးဖြစ်တယ်မျက်စိမေးရှက်ရင်ဒီကိုယ်လုံးမိုက်လိုက်မယ်မျက်စိကြည်လင်ဒီကိုယ်လုံးလင်းလိုက်မယ်လူတယောက်စာရန်ကလူတယောက်ကို attack လုပ်ရင်လက်ကိုမထိခိုက်ဘူးခြေထောက်ကိုမတိုက်ဘူးလူတယောက်ရဲ့ imagination ကိုထိခိုက်တာတိုက်ခိုက်တာအာမင်စာရန်လူတယောက်ကိုတိုက်ခိုက်ဘယ်မှာပဲတိုက်ခိုက်လဲ imagination ကိုတိုက်ခိုက်တာအာမင်အာမင်အဲကြောင့်လူကိုမမြင်အောင်လုပ်တယ်တဲ့မမြင်အောင်လုပ်တယ်တဲ့ဒါကြောင့်ကျမ်းစာမှာကျွန်တော်ပြန်ကြည့်စေချင်တယ်အေဖတ်ခန်းကြီး1အငယ်19မှာဘလို့ရေးလဲအေဖတ်1:19မှာယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလားစွာသောတကူတော်ကအဘယ်မျှလောက်ကြီးသည်ကိုသင်တို့သည်သိစေခြင်းကသင်တို့၏ဉာဏ်မျက်စိကိုလင်းစေပါမည်အကြောင်းဟာဆူတောင်းအစည်းအဝေးမှာမျက်စိမြင်ဖို့ဆူတောင်းနေရတယ်ပတ်စံရဖို့လဲဆူတောင်းချမ်းသာဖို့လဲဆူတောင်းဘာလို့ဆူတောင်းရလဲမြင်ဖို့ဆူတောင်းရတယ်ဟုတ်ဆိုစာရန်ရဲ့ attack ကမျက်စိမှာဖြစ်တယ်စာရန်ရဲ့ attack ကမျက်စိကွယ်တယ်တဲ့မျက်စိပဲကွယ်တယ်စာရန်ဘယ်မှာပဲတိုက်ခိုက်လဲသင်ရဲ့အမြင်မှာတိုက်ခိုက်တာအဲကြောင့်သင်ရတကယ်တော့ unlimited resources ရှိတယ်ဒါပေမဲ့သင်မတွေ့အာဗြဟံရဲ့အနွယ်တွေကသူများနဲ့မတူတဲ့ rule နဲ့အသက်ရှင်ဖြစ်တယ်အစာခေါင်းပါရကာလမှာအာဗြဟံချမ်းသာဣဇက်ကအစာခေါင်းပါရကာလမှာတစ်နှစ်အတွင်းမှာအစတရာရအရိပ်ပြပါလေသူများနဲ့ rule မတူပြော I am living in different set of rule hallelujah သူများနဲ့ rule မတူဘူးတဲ့ hallelujah သူများအစာခေါင်းပါရကာလစီးပွားလုပ်ဖို့ခက်တယ်ဣဇက်ကအစတရာရအာမင်ကြည့်သူများကရေတွင်းတူးတာရေမထွက်ဘူးဣဇက်ကရေတွင်းတူးသမျှထွက်တယ် rule မတူဘူးဖြစ်တယ် location ကြောင့်မဟုတ်ဣဇက်ရဲ့ကောင်းကြီးက geographical location နဲ့မဆိုင်တော့ညီကောင်မများကျွန်တော်ဒီမှာရှိသူများသင်ဟာမြန်မာဖြစ်တယ်ဒါပေမဲ့မြန်မာဖြစ်ပေမဲ့သင်စီကိုနိုင်ငံသားတယောက်ကောင်းကြီးလာပြီးဖို့မဆောင်နဲ့ကျွန်တော်ဘေးနိုင်ငံသားနဲ့တွေ့တယ်ကျွန်တော်ဤဘက်ကောင်းကြီးပေးအာမင်ဘာလို့လဲဆိုတော့တခါလေငါအာဗြဟံရဲ့ the seed of Abraham ကဘာဦးကျ22အငယ်18 19ကပြောတဲ့ seed ကငါပဲဆိုတာကိုပြောချက် hallelujah ငါဟာအဲ့ဒီ seed ပဲအာမင်အဲကြောင့်သင်ကမြန်မာလူမျိုးတယောက်ဖြစ်တယ်ဒါပေမဲ့သင်ရဲ့ blessing ကို limit မလုပ်နဲ့မြန်မာနိုင်ငံကမထွက်တဲ့ blessing တွေပဲလေဖိလိပ္ပုတော်ဗျာရေကန်ကနေအာဇုတ်မှာပြောင်းသွားသေးတာပဲကမ္ဘာအရရက်က blessing တွေသိရှိရွှေ့လာနိုင်လူတော်မှ location ကိုရုတ်တရက်ဖောက်ကနေပြောင်းသွားနိုင်ပြီဘာကြောင့် American ဒေါ်လာသိရှိဖောက်ကနေသိအိတ်ကနေမရောက်လာနိုင်လူတော်ရွှေ့သွားတယ်ဖိလိပ္ပုတော်ရေနေချင်းပေးပြီးလေရင်မြန်မစီးပဲပေါင်းစော်ပဲရောက်ညီကောင်မတော်ကတချို့ကလူကဒီဘက်မြို့ကနေဟိုဘက်မြို့မှာပေါ်လာရုံတယ်ပတ်စံဟိုဘက်မြို့ကနေဒီဘက်မြို့လာပေါ်လာမယုံအာမင်ကြည်ပေတရုကငါးဖမ်းလိုက်တာငါးပါးစပ်ထဲမှာပတ်စံရောက်လာအဲ့ဒီငါအဲ့ပတ်စံကိုကိုက်စရာမလို supernatural အားဖြင့်တခြားနေရာမှာရှိတဲ့ပတ်စံကအဲ့ငါးပါးစပ်ထဲရောက်လာဒီတိုင်းပဲသင်ဘဝမှာရှာရခတ်တဲ့ငွေတွေသင်အဲ့နိုင်ငံကြီးသွားကြမလို့သင်စီရောက်လာသင်သိဖို့ကငါဟာ unlimited resources ထဲမှာနေ
ငါစီလာမဲ့ကောင်းကြီးမင်္ဂလာကမြို့နဲ့မဆိုင်ဘူးနိုင်ငံနဲ့မဆိုင် money is coming from everywhere လို့ဒီမနေ့တိုင်းပြောอ่ะ money is coming မပြောနဲ့မလုံလောက်သေးဘူး money is coming from everywhere အကျော် money is coming ဆိုပြီးတော့လာကုန်ရင်ထုတ်မဲ့လာစာကိုကြည့် money is coming from everywhere 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 hallelujah hallelujah တဲ့ဝစ်လျှော်ပြီးတဲ့ဘောင်းမီတွေကလည်းထွက်လာတယ်အာမင်သင်ကျမ်းစာဖတ်ဖို့ဖွင့်လိုက်တာလည်းဘယ်တန်နေထွက်လာတယ် hallelujah လွယ်အိတ်ဇစ်ဖွင့်လိုက်တာလည်းထွက်လာတယ် coming from everywhere သင်ရဲ့ mind ထဲမှာ limit မလုံးနဲ့ငွေနဲ့ပတ်သက်ရင်ကြည့်ယေရှုခရစ်တော်ကိုကျွန်တော်သဘောကျလူ9000ကျွေးတာပါမုတ်ဆိုင်ကနေမုတ်မမှာပဲကျွေးသွားတနည်းအားဖြင့်မုတ်က coming from everywhere hallelujah ယေရှုခရစ်တော်ကငါးကိုရေကန်ထဲမရှာဘဲနဲ့ကျေးဇူးတော်ကြီးပန်ပြီးကျွေးပလိုက်တယ် it's coming from everywhere hallelujah တခါလေကျွန်တော်စဉ်းစားတယ်မောရှေကိုကျွန်တော်စဉ်းစားတယ် Israel ကပြောလဲငါတို့ဒီတောမှာအာရော့ပြီတဲ့ဒီမန္နမှုတ်မှတပါးတဲ့အခြားသောစားစရာမရှိဘူးငါတို့ကအာရော့ပြီတဲ့အဲ့တော့ငါတို့အဖို့စားစရာတစ်ခုပေးပါငါတို့ဒီမုတ်ပဲစားမှာငါတို့အသားစားခြင်းဒီကောင်မများ Israel တွေကသူတို့ကအစီများလာဘာလို့ဆိုသူတို့က carbohydrate ပဲစားသူတို့ protein မစားဘူးဆိုအသားမစားသူတို့ carbohydrate ပဲစားပြီးတော့အသားမစားဘူး protein မစားတော့မောရှေကို complain ဒါပေမဲ့သူတို့ဘာလို့မောရှေကို complain တက်လဲသူတို့သိလားမောရှေကိုကြည့်လိုက်တော့မောရှေဒီတဲ့အသက်120ဒီခွန်အားလည်းမလျော့သေးတယ်မဆယ်မကြသေးဘူးမောရှေကိုကြည့်တော့ protein ကမကြဘူးငါတို့ကြတော့ carbohydrate ပဲစားအဲ့သူတို့မေးခွန်းရှိတယ်ငါတို့ကမန္နမုတ်စားပြီးမောရှေကဘာစားလဲကျွန်တော်လည်းမေးခွန်းရှိတယ်ငါတို့ကြတော့တောထဲမှာ240 carbohydrate ပဲစားတယ်ဒါပေမဲ့မောရှေကြတော့မဆယ်မကြအဲ့တော့မောရှေက protein ဖျားရ hallelujah အဲ့တော့မောရှေဘာဖြစ်လဲမောရှေသင်တို့မသိတော့စားစရာသူ့မှာရှိတယ်အာမင်သင်တို့မသိတော့စားစရာသူ့မှာရှိတယ်ဒါကြောင့်အားလုံးက resources ကိုမန္နမုတ်ပဲတွေ့တယ်မောရှေက protein နဲ့တွေ့တယ်အသားလည်းစားအာမင် hallelujah ကျွန်တော်ထင်တယ်အဲ့ဒါယောရှုမှတပါအခြားသောသူသိမှာပေါ့ဘာလို့ယောရှုပဲသိမှာဘာလို့မောရှေရဲ့အစားအသောက်ကိုပြင်တာယောရှုတယောက်လည်းပြင်တယ်ယောရှုကမောရှေရဲ့လက်ထောက်ဖြစ်တယ်ယောရှုကတော့မြင်ပါပဲငါတို့ကြတော့မန္နမုတ်စားရတယ်သူကြတော့အသားစားဘာလို့သူမဆယ်မကြအသက်120ရှိသူမဆယ်မကြငါတို့အလုံးကမဆယ်မရှိတော့ငါတို့ကအာရော့နေပြီဒါပေမဲ့သူအာမရော့သေးဘုရားခင်တဲ့အဲ့ဒီကောင်းကြီးပေးမယ်ဟာလေလုယာလူတွေက miracle တခုပဲရတယ်မောရှေက protein နဲ့ရတယ်အာမင်လူတွေက carbohydrate ပဲရတယ်မောရှေက protein နဲ့ရတယ်အာမင်အဲ့တော့လူတွေ carbohydrate ပဲစားရခြင်းသင်က protein မှာစားလိမ့်မယ်အာမင်လူတွေ carbohydrate များနေတဲ့ချိန်သင်က protein ဓာတ်တွေများလာလိမ့်မယ်ဘာဖြစ်လို့ဆိုတော့လူတွေမသိတဲ့လမ်းကြောင်းကနေမောရှေမှာစားစရာတွေရှိတယ်သင်မှာအဲ့ဒီနီလန်းရောက်လာလိမ့်မယ်လူတွေစဉ်းစားပဲငါတို့ကဒါပဲဝင်တာနေအောင်ဆရာဂျောရှွာကြီးဘယ်ရရအာမင်ငါတို့ကမန္နမုတ်တစ်မျိုးပဲသိတာ carbohydrate ပဲသိတာသူ protein ဘယ်ရရအာမင်သင်တို့ဒီဘုရားသခင်အဲ့မျက်စိဖွင့်ပါစေလူတွေနားမလည်နိုင်လောက်တဲ့ဒေတာတွေကနေဘုရားခင်သင်တို့ထောက်ပံ့နေပြီ money is coming from everywhere hallelujah အဲ့တော့သင်ဘာလုပ်ရတော့မလဲစာရန်က attack လုပ်ရင်သင်ရဲ့ mindset ကို attack လုပ်တယ်စာရန်ရဲ့ attack ကမျက်စိမှာဖြစ်တယ်အားပြောစာရန်ရဲ့ attack ကမျက်စိမှာ hallelujah ဒီနေ့အဲ့မျက်စိကြည့်လဲပါစေဒီနေ့ဘုရားခင်အဲ့မျက်စိကိုဖွင့်ပေးပါစေ in the name of Jesus သင်ရဲ့ blessing ဒီသင်ဟာလူမျိုးအပေါင်းကောင်းကြီးရဖို့ဒီအသက်ရှင်နေသူဖြစ်တယ်ကြောင့်ငွေကြေး financial freedom ရဲ့ secret ကကိုလူတွေကူညီဖို့လိုတယ်လူတွေကယ်ဖို့လိုတယ်လူတွေငါ့ကို favor ပေးဖို့လိုတယ်မမြင်နဲ့သင်ကအာဗြဟံမျိုးဖြစ်တယ်
တင်းကိုသင်စမယ်ငါအခုကစပြီးတော့ငါ blessing capacity ကိုငါချက်အာမင်ဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာငါရှာငါချက်ငါဘုရားကင်းတန်းကိုပေးမယ်ဘုရားနိုင်ငံတော်ဘုရားအိမ်တော်လူတွေကို bless လုပ်အာမင်အဲ့ဒီယူပါယုံရှိတဲ့သူတွေသင်တို့ကအဲ့ဒီယူပါယုံနဲ့လိုက်တဲ့ကောင်းကြီးတွေရောက်လာလိမ့်မယ်အာမင်အဲ့တော့ကျွန်တော်ကြည့်အာဗြဟံဘုရားကသူ့ကိုသူများနဲ့မတူတဲ့ rule နဲ့ကောင်းကြီးပေးတယ်လူတွေအစာခေါင်းပါတဲ့ချိန်စင်းရတာအာဗြဟံချမ်းသာဣဇက်လူတွေအစာခေါင်းပါတဲ့ချိန်အစာတရားချမ်းသာရှာဒရက်မေရှက်အဗဒနီကိုကလူတွေမီးအိုင်ထဲကိုချပစ်တာရှာဒရက်မေရှက်အဗဒနီကိုကမီးအိုင်ထဲမှာမီးမလောင်အောင်ဖြစ်တယ်ဘာကြောင့်လဲ rule မတူတော့လို့ဖြစ်တယ်အဲ့တော့ rule မတူတော့ရင် rule ပြောင်းသွားရင် praise the lord သင်ဟာ rule ပြောင်းသွားရင်အဲ့ဒီမီးကကျန်တဲ့သူကိုလောင်မယ်မသိအောင်မလောင်တော့ဘာကြောင့်လဲဆိုတော့ rule change သွားလို့ဖြစ်တယ် amen hallelujah အဲကြောင့်ဒီလောကရဲ့ system ထဲမှာသင်မရှိဘူးဖြစ်တယ်လောကီ system ရဲ့ထိန်းချုပ်မှုအောက်မှာသင်မရှိဘူးကျွန်တော်သင်ကိုကျမ်းစာလေးတစ်ပိုင်းနဲ့ကျွန်တော်အဆုံးသတ်ခြင်းတယ်ဟေရှာအခန်းကြီး2အငယ်2ဟေရှာယ2မှာဒီလိုပြောတယ်နောက်ဆုံးသောကာလ၌ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည်တောင်ကြီးတောင်ငယ်တို့ရဲ့ထိပ်မှာချီးမြှောက်၍တည်လိမ့်ဘသူတွေလာမလဲခတ်သိမ်းသောလူမျိုးတို့သည်ထိုတောင်ကိုစီးဝေးကြအင်္ဂလိပ်လိုပြပေးပါ Hallelujah now it shall come to pass in the later day that the mountain of the Lord house shall be established on the tops of the mountains and shall be exalted above the hills and all nations shall flow to it hallelujah hallelujah all nationsကျွန်တော်ဝိညာဉ်လောကထဲမှာအတန်ကြားနေရတဲ့ all nations ဘုရားကျွန်တော်ဗိတ်သိက်နေပြီ all nations အတွက် all nations shall flow to it နိုင်ငံတွေကလာလိမ့်မယ်နိုင်ငံတွေကလာအငယ်3 hallelujah many people shall come and say come let us go up to the mountain of the Lord amen ဘာပြောမလဲ he will teach us his way he will teach us his way a mountain of the Lord ကသင်လိမ့်မယ်လူတွေကလာကြလိမ့်မယ်ဘယ်ရလဲ all nations ကလာကြလိမ့်မယ်ကျွန်တော်ဝိညာဉ်လောကထဲမှာသင်တို့အတွက်ကျွန်တော်ကြားနေရတယ်ဒါမှမဟုတ်ပဲကျွန်တော်အတွက်ပဲကျွန်တော်ကြားရလားမသိနိုင်ငံတွေကလာနေပြီ hallelujah all nations shall come to you all nations shall come to you hallelujah all nations shall flow to it in Jesus name အဲ့နေရာကိုလာကြလိမ့်မယ် praise the Lord ကျွန်တော်တို့ဘုရားသခင်ပေးတဲ့ anointing ဒီ war changer anointing ဖြစ်တယ် amen ဘုရားသခင်က war changer ဖြစ်စေချင်ကျွန်တော်သိလိုက်ပြီကျွန်တော်နောက်ပိုင်းလူတစ်ယောက်ချင်းစီဒီဇိုင်းပဲရှင်းလောက်ရတော့မှာပေါ့ကျွန်တော်တို့ကနိုင်ငံတွေကိုဒီဇိုင်းပဲလောက်ရတော့နိုင်ငံအလိုက်နိုင်ငံရဲ့ economic တွေကိုချိန်မယ်နိုင်ငံရဲ့ဝိညာဉ်ရေးရာကိုချိန်မယ် war changer anointing ဖြစ်တယ်ကျွန်တော်အဲ့ anointing ကိုမြင်ပြီးအသက်ရှင်ရကျွန်တော်ရဲ့ imagination ကိုပြောင်းသွားတော့ war changer anointing နဲ့နေရတော့ hallelujah ဘာကြောင့်လဲ the seed of Abraham ဖြစ်တဲ့အတွက်သူများစဉ်းစားတယ်လို့မစဉ်းစားတော့သူများတွေးတယ်လို့ကျွန်တော်တို့မတွေးတော့ကျွန်တော်က the seed of Abraham သူများနဲ့စဉ်းစားမတူတော့ဘူးဖြစ်တယ်ဘာလို့ဆိုကျွန်တော်တို့လာတဲ့ lineage က billionaire တွေလာတဲ့ lineage ကဖြစ်တယ် war changer တွေလာတဲ့ lineage ကနေကျွန်တော်တို့ကလာခဲ့တာသင်ဟာ war changer တွေလာတဲ့ lineage ကနေလာတယ် miracle worker တွေလာတဲ့ lineage ကနေလာတယ် hallelujah ကျွန်တော်ရဲ့ lineage က champion တွေပဲလာတာအဲ့အတိုင်းဝိုင်းကနေကျွန်တော်လာတယ်သင်မြင်ပါစေ don't suffer as a Christian hallelujah do not suffer as a Christian control as a seed of Abraham hallelujah wealth control လုပ်ပါ wealth maker လုပ်ပါ amen wealth commander လုပ်ပါအားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ God bless you all
God bless